အသိဉာဏ်နေတဲ့လူကကြွားဝါတတ်ခြင်းကိုခုံမင်းနဲ့ဉာဏ်ပညာနေတဲ့လူကဒေါသထွက်ပြီးပောက်ကွဲလွယ်တယ်။စိတ်ဓာတ်သေးသိမ်သူကသူတစ်ပါးအတင်းပြောတာဝါသနာပါတယ်။ကြောက်တဲ့လွန်အားကြီးသူကကိုယ်ဘလောက်ခွန်အားကြီးကြောင်းပြသတယ်။အတ္တကြီးသူကကိုယ်အကျိုးပဲကိုကြည့်တယ်။စိတ်မလုံခြုံတဲ့သူကသူတစ်ပါးကိုအကြောင်းမဲ့ရန်ရှာတယ်။ဘဟုတုတနဲသူကငါအတော်ဆုံးငါအတက်ဆုံးလို့ထင်တယ်။ပညာတတ်ချင်အောင်မဆောင်ပါနဲ့။ပညာရှင်နဲ့တွေ့ရင်ပို့ပြီးအရှက်ရလိမ့်မယ်။အရေးအချင်းရှိချင်အောင်မဆောင်ပါနဲ့။တက်သည့်နားလေတဲ့သူနဲ့တွေ့ရင်ပို့ပြီးအရှက်ကွဲလိမ့်မယ်။ချမ်းသာခြင်းအောင်မဆောင်ပါနဲ့။ဒိတ်ဒိတ်ကျဲနဲ့တွေ့ရင်ပို့ပြီးမျက်နှာငယ်ရမယ်။ဘဝဟာရိုးရှင်းလေလှပလေပါ။ရိုးရှင်းလေကြက်တည်ရှိလေပါ။ဘဝမှာဟန်ဆောင်မှုမလိုပါဘူး။အရှိကိုအရှိအတိုင်းရိုးသားဖို့ပဲလိုအပ်တာပါ။သူတစ်ပါးဟာတိုက်ရင်မောခြင်းမခံရအောင်အတိတ်ပဲမဲ့အရှက်မရလီအောင်